အဓိကတော့ character ဘိုင်းနဲ့ပတ်သက်ပြီးပြင်ဆင်မှုပေါ့နော် character ပြင်ဆင်မှုဆိုလို့ရှိရင်အပြင်ကကိုဝင်ဆောင်တဲ့တော့ဘယ်လိုနေမလဲမသိဘူးဟိုတန်တန်တို့ဒီထဲမှာ bite အတူလေးထည့်ရတယ်လေအဲ့ဒါတောင်မှ bite အတူနဲ့ခဏလေးရုပ်ရှင်ရိုက်တဲ့အချိန်လေးထည့်တာတောင်မှနေရတာအဆင်မပြေဘူးထောက်နေရတော့ပါလို့ရှိရလေတကယ်အပြင်ကကိုဝင်ဆောင်တဲ့ဒါဆိုလို့ရှိရင်ဘယ်လိုများဖြစ်မလဲဆိုပြီးတော့တွေးမိရပေါ့နော်အော်သူတို့တွေလို့တော်တော်မလွယ်တာပါလားပေါ့နော်ကိုရီရုပ်ရှင်လေးခဏရိုက်တာတောင်မှနေရတာခုလိုခုလိုဖြစ်နေတာဆိုပြီးတော့ခက်ခဲတွေကတော့အများကြီးပါပဲအဓိကကတော့တရေလုတ်တဲ့ဆင်းနေပေါ့တရေလုတ်တဲ့ဆင်းနေမှာဆိုလို့ရှိရင်ဟိုဟာ stand အနေနဲ့လေလူမဟုတ်ဘူးလေတရေကြတော့ဇာကူစင်းတိုင်းလည်းရှိမယ်လီပေါ်ဝဲတိုင်းလည်းရှိမယ်လူမဟုတ်တဲ့ခါကျတော့တရေကြတော့မျိုးစုံသွားနေရဖြစ်တဲ့အတွက် stand ဆင်းနေမှာဆိုလို့ရှိရင်တော့နည်းနည်းလေးပိုအားဆိုင်ရတာပေါ့မလွယ်ဘူးပေါ့နော်ဟုတ်ပြင်ဆင်ခဲ့ရပါတယ်အဓိကကဘာလဲဆိုတော့တန်တန်နဲ့အကျော်တင်းတဲ့တွေမှာလည်းပါတယ်လေအကျော်တွေပိုင်းမပြောတဲ့ခါကျတော့သူများထပ်ပို့ပြီးအားဆိုင်ရတာပေါ့အဲ့လိုအကြောက်ဆုံးကတော့ဒီလိုစောက်ထိုးစင်းနဲ့ဆင်းပေါ့နော်စောက်ထိုးစင်းနဲ့ဆင်းနေဆိုလို့ရှိရင်တတလုံးအတဲကြည့်နေရတာနဲ့ပြောင်းမြိုင်ဖြစ်သွားတဲ့ခါကျတော့နေလည်းမနေတတ်တော့ဘူးကြောက်လည်းကြောက်ရတယ်အကြိုက်လည်းမနေနိုင်ဘူးပေါ့